ဒီမဲ့ညံဖူညံလို့ဆိုတဲ့ဒီတရားတို့တရားမြတ်မြတ်စွာဘုရားရဲ့ဒီသူတော်ကောင်းတရားဆိုတာအလိုကြီးတဲ့ပုံကိုယ်တွေနဲ့မထိုက်တန်ဘူးအလိုကြီးတဲ့ပုံကိုယ်တွေမရနိုင်ဘူးအလိုနည်းတဲ့ပုံကိုယ်တွေသာလျှင်တရားနဲ့ထိုက်တန်တယ်တရားရခြင်းနဲ့ဆိုရင်အလိုနည်းရမယ်ဝါရခြင်းတရားရခြင်းအဲ့မှာအလိုကြီးတယ်ဆိုတာလူသိခံစေခြင်းတာကိုအဓိကကြည်ညွန့်တာလို့နားလည်ဖို့လိုတယ်ဒီခေတ်မှာအဲ့ဒါနဲ့ညှိကြတာပဲများလူကြီးတဲ့လူတွေတရားနဲ့မထိုက်တန်ဘူးအလိုနည်းတဲ့လူသားလည်းတရားနဲ့ထိုက်တန်မရောင်ရဲတဲ့လူတွေတရားနဲ့မထိုက်တန်ဘူးရောင်ရဲတင်းတိမ်နိုင်တဲ့လူတွေတရားနဲ့ထိုက်တန်အပေါင်းပေါ်မှာမွေးလျော်တဲ့လူတွေတရားနဲ့မထိုက်တန်ဘူးတယောက်တည်းစိတ်ငြိမ်ရမှာပျော်မွေးတဲ့လူတွေတရားနဲ့ထိုက်တန်တတိရှိတဲ့လူသားတရားနဲ့ထိုက်တန်တယ်တတိမရှိတဲ့လူတရားနဲ့မထိုက်တန်ဘူးပြင်းကြီးတဲ့လူတရားနဲ့မထိုက်တန်ဘူးကြိုးစားတဲ့လူသားတရားနဲ့ထိုက်တန်တယ်တည်ငြိမ်တဲ့လူသားတရားနဲ့ထိုက်တန်တယ်ပြန့်လွင့်တဲ့လူတရားနဲ့မထိုက်တန်ဘူးအခြေခံဉာဏ်အမြင်မှန်ရှိတဲ့လူတွေသာသူတော်ကောင်းတရားနဲ့ထိုက်တန်တယ်ဉာဏ်မရှိတဲ့တုံးနဲ့အားတဲ့လူတွေတရားနဲ့ထိုက်တန်မှုတဲ့ခုနှစ်မျိုးသူစဉ်းစားတယ်ရသော်ဗျာသိတယ်ကိုယ်တော်လက်ကိုဆန်းလိုက်တယ်လို့ဆန်းတော်လက်ကိုကိုွေးလိုက်တယ်လို့တကူနဲ့အလွန်မြန်တဲ့အခိုက်အတန့်အတွင်းမှာရောက်လာတယ်အဲ့ဒီခေတ်ကဘုရားကြွလာရင်ထိုင်ဖို့ဆိုတာအမြဲတမ်းခင်းထားတာရှိတယ်ခင်းထားတဲ့နေရာမှာထိုင်ပြီးတော့မြတ်စွာဘုရားတာဓုခေါ်တယ်တာဓုခေါ်ပြီးတော့အနုရုဒ္ဓတဲ့နောက်ထပ်ရှစ်ခုမြောက်မဟာပုရိသဝိတကယောက်ျားမြတ်တို့ရဲ့အတွေ့ရှစ်ခုမြောက်အတွေ့ကိုတွေးပါဦးအဲ့ဒါဘာတုံးဆိုတော့ပပင်စရတ္တပပင်စရတိနောပပင်စတရားနဲ့ပျော်မွေ့တဲ့လူတွေသူတော်ကောင်းတရားနဲ့မထိုက်တန်ဘူးနိဗ္ဗပင်စရတိနောပပင်စတရားနဲ့မပျော်မွေ့တဲ့လူတွေသာလည်းသူတော်ကောင်းတရားနဲ့ထိုက်တန်အဲ့ဒါလေးကိုမင်းတွေးတယ်အဲ့ဒါပပင်စဆိုတာဘာပြောတာတော့ပပင်စဆိုတာရိုးရိုးလေးနားလည်စေချင်တာအခြေချဲ့တာကိုပြောတာစာရဲကတော့တဏမာနဒိဋ္ဌိဟုတ်လားငါဆိုတဲ့အတွေးငါဥစ္စာဆိုတဲ့အတွေးမှန်နေနဲ့ငါဆိုတဲ့အတွေးဒါမျိုးကိုပြောတာဗောနော်အဲ့ဒီအတွေးတွေတောင်းကျမ်းနေလို့ရှိရင်တရားမရနိုင်ဘူးလို့ပြောတာဘုန်းကြီးကအဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်းပဲသဘောကျပါတယ်ဒါပေမဲ့ဘုန်းကြီးကတော့ရိုးရိုးလေးအဓိပ္ပာယ်လေးကိုပိုးသဘောကျတယ်အကျဲချဲ့တဲ့လူတွေတရားနဲ့မထိုက်တန်ဘူးအကျဲမချဲ့တဲ့လူတွေတရားနဲ့ထိုက်တန်တယ်ကျွတ်တို့နေရာတကအကျဲချဲ့နေတယ်မလိုပဲနဲ့ဇာချဲ့တယ်ဗောနော်စားပြီဆိုရင်လည်းစားတဲ့ကိစ္စကိုကြည့်ပါဦးအလိုပကံလေးနဲ့ထည့်ပါနော်စားတာရတာပဲခံစားတာဩဇာတအာဟာရပြည့်အောင်စားတာဒါပေမဲ့ကျွတ်တို့ကအယောင်လေးရလည်းကောင်းမှဟုတ်တယ်မဟုတ်လားတခါတလေဆိုကြွကြွမြည်တဲ့ဟာဆိုကြွကြွအတန်လေးလေးရတယ်ကြားလိုက်ရအောင်မှနှုတဲ့ဟာဆိုရင်နှုမှကြမ်းတဲ့ဟာဆိုရင်ကြမ်းမှဟာကျွတ်တို့ရဲ့အကျယ်ချဲ့နေမှုကြီးစဉ်းစားကြည့်သမ်းပါအောင်လူကုန်တန်ဆိုတဲ့အတိုင်းဝိုင်းမှာဆိုပိုးပြီးတော့ပါတော့ချဲ့နေကြသေးတယ်အကုန်လုံးသာစဉ်းစားကြည့်လိုက်တော့ဘုန်းကြီးအကုန်အကျယ်မပြောတော့ဘူးမြင်တဲ့ကိစ္စဘလောက်ကျယ်ချဲ့နေတယ်ကြားတဲ့ကိစ္စဘလောက်ကျယ်ချဲ့နေတယ်အနံ့ကိစ္စအရာသာကိစ္စအတွေ့အထိကိစ္စအာယုံ6ပါးခြုံပြီးတော့ပြောမှဆိုဒီတိုင်းပေါ့နော်စာဝိနေရေးကျမ်းမာရေးဒီကိစ္စနဲ့ပြောမလားဘာပြောမလဲပြောချင်တာပြောဘာသာရေးထုံတန်းစင်လာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောမလားနေရတဲ့ကဘုန်းကြီးတို့ဘာလုပ်နေကြလဲအကျယ်ချဲ့နေအကြောင်းတရားမရတာပဲလူရင်းကိုတန်းပြီးတော့သွားဖို့စိတ်ကူးမရှိဘူးဟုတ်လား